ဘောလုံးချစ်ပိတ်တယ်များအားလုံးမင်္ဂလာပါခင်ဗျာ။ဒီညရှင်းမြန်ကစားခဲ့တဲ့2026ကမ္ဘာဖလားအုပ်စုအိုင်ရဲ့အဆုံးဖြတ်ဖြစ်ခဲ့တဲ့ပွဲပြင်သစ်နဲ့နော်ဝေးတို့ပွဲကိုအသေးစိတ်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်။ဒီပွဲမှာပြင်သစ်အသင်းဟာ၄ဂိုးတဂိုးနဲ့အပြတ်အသတ်အနိုင်ရရှိခဲ့ပြီးတော့အုပ်စုဘိုးဖြစ်နေရှုံးထွက်အဆင့်ကိုတက်ရောက်နိုင်ခဲ့တယ်။ပွဲစကတည်းကပြင်သစ်တို့ကသူတို့ရဲ့ပုံမှန်ကစားဟန်အတိုင်းဘောလုံးပိုင်ဆိုင်မှုကိုထိန်းချုပ်ခဲ့ပြီးတော့တိုက်စစ်ကိုအဆက်မပြတ်တိစောက်ခဲ့တယ်။ကွင်းလယ်ပိုင်းကနေဘောလုံးဖြတ်ဝေမှုကအလွန်တိကျခဲ့တယ်လို့တောင်ပန်နှစ်ဖက်စလုံးကလည်းအရှိန်ဟုန်နဲ့ထိုးဖောက်ခဲ့တယ်။နော်ဝေးကတော့ခန်းစစ်ကိုကြစ်လစ်နဲ့ကစားဖို့ကြိုးစားခဲ့ပေမဲ့ပြင်သစ်ရဲ့မြန်ဆန်တဲ့တစ်ချက်ထိကစားပုံနဲ့နေရာလွတ်ရှာနိုင်မှုတွေကြောင့်အခက်အခဲတွေစတိုက်ကြုံတွေ့ခဲ့ရတယ်။ပထမပိုင်းမှာပြင်သစ်ကပွဲကိုအပြည့်အဝထိန်းချုပ်ထားနိုင်ခဲ့ပြီးတော့ဂိုးရနိုင်တဲ့အခွင့်အရေးတွေကိုစတိုက်ဖန်တီးနိုင်ခဲ့တယ်။ဂိုးသွင်းယူနိုင်ခဲ့တဲ့အချိန်တွေကအသင်းရဲ့ယုံကြည်မှုကိုပုံမမြင့်တက်စေခဲ့တယ်။ဒုတိယပိုင်းရောက်တော့နော်ဝေးကပြန်လည်တိုက်စစ်ဆင်မှုကြိုးစားခဲ့ပေမဲ့နောက်တန်းမှာယူပေါက်တွေပိုများလာခဲ့ပြီးတော့ပြင်သစ်ကအဲ့ဒီအခွင့်အရေးတွေကိုအကောင်းဆုံးအသုံးချနိုင်ခဲ့တယ်။တံပြန်တိုက်စစ်တွေကအလွန်ထိရောက်ခဲ့ပြီးတော့နောက်ထပ်ဂိုးတွေထပ်မံရယူနိုင်ခဲ့တယ်။နော်ဝေးဘက်ကတကိုးပြန်သွင်းနိုင်ခဲ့ပေမဲ့ပွဲရဲ့အရှိန်ကိုပြောင်းလဲနိုင်လောက်တဲ့အထိတက်ရောက်မှုတော့မရှိခဲ့ဘူး။ပြင်သစ်ကအဆုံးထိစီကံရှိကစားသွားခဲ့ပြီးတော့ပွဲကိုအေးအေးဆေးဆေးနဲ့ထိန်းသိမ်းနိုင်ခဲ့တယ်။ဒီပွဲမှာပြင်သစ်အသင်းရဲ့အားသာချက်ကတော့အသင်းလိုက်လှုပ်ရှားမှု၊ကွင်းလည်ထိန်းချုပ်နိုင်မှုနဲ့အဆုံးသက်တည်ကြမှုတို့ဖြစ်ပါတယ်။ကစားသမားတဦးချင်းအရေးသွင်းမြင့်တဲ့ကစားသမားတွေလည်းရှိတယ်လို့အသင်းလိုက်နားလည်မှုကလည်းအလွန်ကောင်းမွန်နေတာကိုတွေ့ရတယ်။နော်ဝေးဘက်မှာတော့တိုက်စစ်ပိုင်းကအခွင့်အရေးနှဲပါခဲ့ပြီးတော့ခန်းစစ်အမှားတွေကိုလည်းရှော့ချနိုင်မှုလိုအပ်နေတယ်။ဒါပေမဲ့ပြိုင်ပွဲတစ်လျှောက်မှာသူတို့ပြသခဲ့တဲ့စိတ်ဓာတ်နဲ့ကြိုးစားအားထုတ်မှုကိုတော့အတိအမှတ်ပြုရမှာဖြစ်ပါတယ်။ဒီနိုင်ပွဲနဲ့အတူပြင်သစ်ဟာချန်ပီယံဆုကိုစိန်ခေါ်နိုင်တဲ့အသင်းဖြစ်ကြောင်းထပ်မံသက်သေပြနိုင်လိုက်တယ်။အခုလိုပုံစံကောင်းတွေကိုဆက်ထိန်းထားနိုင်မယ်ဆိုရင်ရှုံးထွက်အဆင့်မှာဘယ်အသင်းအတွက်မဆိုရင်ဆိုင်ရခက်ခဲတဲ့ပြိုင်ပွဲတစ်သင်းဖြစ်လာမှာသိကြတယ်။ပရိသတ်တို့ရဲ့အမြင်ဟာဒီနှစ်ကမ္ဘာဖလားကိုပြင်သစ်အသင်းပူဆွဲနိုင်မယ်လို့ထင်ကြလား။ comment မှာရေးခဲ့ပေးပါဦး။ဗီဒီယိုသဘောကျတယ်ဆိုရင် like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။